အားလုံးပဲမင်္ဂလာပါ Living Bread ကနေပြန်ပြီးကြိုဆိုပါရစေဒီနေ့မှာတော့တသက်ခံချက်နဲ့ဒီဗီဒီယိုလေးကို share ချင်ပါတယ်ဆိုတော့တသက်မခံခင်လေးမှာဒီကျမ်းပိုက်လေးဖတ်ချင်ပါတယ်အဲ့ဒါတော့ယေရှုပြောသွားခဲ့တဲ့စကားလေးပဲဖြစ်ပါတယ်ရှင်မဿဲအခန်းကြီးစက္ခုမှာပေါ့နော်အခန်းကြီးစက္ခု21ကနေဖတ်ချင်ပါတယ်အမယေရှုကပြောလဲဆိုတော့သင်တို့သည်ယုံကြည်ခြင်းမရှိသောကြောင့်မနှင်ထုတ်နိုင်ကြငါမှန်ဆိုသည်ကသင်တို့သည်မုံညင်းစေခံများလောက်သောယုံကြည်ခြင်းရှိလျင်ထိုတောင်ကိုနေရာမှရွှေ့လို့ဟုဆိုကြသောနေရာမှရွှေ့လိမ့်မည်ယုံကြည်ခြင်းရှိလျင်သင်တို့မတက်နိုင်သောအမှုမရှိသို့တော်လည်းဆူတောင်းခြင်းအစာရှောင်ခြင်းမှတပါအဘယ်သို့သောအဖြစ်ထိုမျိုးသည်မထွက်တတ်ဟုမိန့်တော်မူ၏ဆိုတော့ဒီကျမ်းပိုက်လေးယေရှုကသူ့ရဲ့ follower တွေပေါ့နော်သူ့ရဲ့ follower တွေကသူတို့ဝိညာဉ်စိုးမောင်းထုတ်ဖို့ကြိုးစားတဲ့အခါမှာမမောင်းထုတ်နိုင်လို့ယေရှုကိုမေးတဲ့အခါမှာယေရှုကပြောသွားခဲ့တဲ့စကားလေးဖြစ်ပါတယ်သင်တို့ဒါမမောင်းထုတ်နိုင်တာသင်တို့မှယုံကြည်ခြင်းမရှိလို့ဒါပေမဲ့ဒီလိုမျိုးຢာတွေကအစာရှောင်ခြင်းနဲ့ဆူတောင်းခြင်းနဲ့သာဖြစ်နိုင်တဲ့ຢာဖြစ်တယ်လို့ယေရှုကပြောခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီအရာဒီထဲမှာထို့သို့သောအရာတွေလို့ပြောတဲ့အခါမှာဘာကိုပြောချင်လဲဆိုတော့ဒီနတ်ဆိုးမောင်းထုတ်ခြင်းမဟုတ်ပဲနဲ့ပေါ့နော်လူရဲ့တတမှာကိုယ့်ရဲ့ခွန်အားနဲ့မလုံနိုင်တဲ့ຢာတွေကိုယ့်ရဲ့ခွန်အားနဲ့မတက်နိုင်တဲ့ຢာတွေအားလုံးပေါ့နော် impossibility တွေအားလုံးပေါ့နော်ဒီအစာရှောင်ခြင်းနဲ့ဆူတောင်းခြင်းအဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းကိုယေရှုကပြောခဲ့တာဖြစ်ပါတယ်အဲ့ဒီຢာနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့တတမှာလည်းဖခင်ကကိုမဖြစ်နိုင်ဘူးကိုယ့်ရဲ့ခွန်အားနဲ့မလုံနိုင်ဘူးလို့ပြောခဲ့တဲ့အရာပေါ့နော်ဖခင်ကိုယ့်ရဲ့တတမှာဖြစ်နိုင်ကြောင်းကိုတက်တည်ပြီးခဲ့တဲ့အကြောင်းကိုတက်တည်အနေငယ်ခံကြပါတယ်ဆိုတော့တက်တည်မခံခင်နည်းနည်းလေး background လေးပြောချင်တာတော့ဗာလဲဆိုတော့ကိုက2010မှာဖခင်ရဲ့မေတ္တာကိုတည်ခဲ့တဲ့သူဖြစ်တယ်born again ဖြစ်ခဲ့တဲ့သူဖြစ်တယ်ပေါ့နော်ဆိုတော့2010ကနေယုံကြည်သူဖြစ်ခဲ့ပါတယ်ဖခင်ရဲ့သားသမီးဖြစ်ခဲ့ပါတယ်ဆိုတော့နည်းနည်းလေး family background လေးပြောချင်ပါတယ် family နဲ့ပတ်သက်တဲ့တည်ခံချက်ဖြစ်တဲ့အတွက်ပေါ့နော်ဆိုတော့အဲ့ဒီခါမှာကိုက broken family ကနေလာတဲ့သူဖြစ်တယ်မိသားစုမှာအဆင်မပြေတဲ့ຢာတွေအများကြီးရှိတယ်အဓိကအဖြစ်အမေနဲ့ relationship ပါပေါ့နော်လုံးဝအဆင်မပြေပါဘူးကိုရဲ့အမေကိုအရင်တော့တကယ်ပဲကိုရဲ့အမေကိုလုံးဝမချစ်နိုင်ခဲ့တဲ့သူဖြစ်တယ်ကိုအမေကိုအယမ်းမဲ့မုန်းတီးခဲ့တဲ့သူဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုရဲ့မိသားစုအဆင်မပြေတာမဆိုးပြေတာတွေကပေါ့နော်မငွေထွေးတာတွေအမေကြောင့်ဖြစ်တယ်ဆိုပြီးတော့အမေကိုပဲပုံခဲ့ပါတယ်အမေပေါ်မှာပဲအဖြစ်တွေပုံခဲ့တဲ့သူဖြစ်ပါတယ်ဆိုတော့ဖခင်ရဲ့မေတ္တာကိုတည်တဲ့အခါမှာဖခင်ရဲ့သမီးဖြစ်ခြင်းကိုခံယူခဲ့တဲ့နောက်မှာဖခင်ရဲ့သမီးဖြစ်တယ်ဆိုလို့ရှိရင်မေတ္တာရှိရမယ်အမေကိုလည်းချစ်တတ်ရမယ်ဆိုတော့အသိစိတ်လေးတော့ဝင်လာပါတယ်ဆိုတော့အဲဒါကြောင့်အမေကိုချစ်နိုင်ဖို့အရင်ပဲကြိုးစားခဲ့ပါတယ်အမေကိုကိုယ့်ရဲ့ခွန်အားဖြစ်နေပေါ့နော်ကိုယ့်ရဲ့အားအင်ဖြစ်ချစ်နိုင်ဖို့အရင်ပဲကြိုးစားခဲ့တယ်သူကိုသူ့ပေါ်မှာကောင်းတာတွေလုပ်ပြီးခဲ့တယ်သူကြိုက်တာလေးတွေလုပ်ပြီးတယ်အမြဲတမ်းလက်ဆောင်လေးတွေဝယ်ပြီးတယ်ပြီးတော့ကိုတက်နိုင်လောက်ပေါ့နော်မိုးပိုးလေးတွေလည်းပြီးခဲ့တယ်ဒါပေမဲ့အဲ့ဒါတွေလုပ်ပြီးခဲ့တာဘာလို့လုပ်လဲဆိုတော့ကိုအမေစီကနေပြန်ပြီးတော့မေတ္တာနဲ့နှွေးထွေးမှုတွေပြန်ပြီးတော့လိုချင်လို့လုပ်ပေးခဲ့တာဖြစ်ပါတယ်ဒါမဲ့လို့လုပ်ပေးတဲ့ခါမှာအမေစီကနေလုံးဝကိုမျောလင်းတဲ့အရာတွေမရခဲ့ပါဘူးမေတ္တာတွေလည်းကိုမျောလင်းသလိုမရခဲ့ဘူးနှွေးထွေးမှုလည်းကိုမျောလင်းသလိုမရခဲ့ပါဘူးဆိုတော့ relationship ပါပေါ့နော်လုံးဝကိုထင်တယ်လို့မကောင်းဘူးပေါ့နော်ဆိုတော့အဲ့ခါမှာအရင်ပဲစိတ်တကြတယ်အမေကိုလည်းပိုးပြီးတော့စိတ်နာတယ်အမေပေါ်မှာစိတ်နာတယ်အမေကိုအရင်ပဲဖြစ်တင်တယ်ပြီးတော့အမေကိုပိုးပြီးတော့လည်းမုန်းတယ်လို့မျိုးဖြစ်ခဲ့ပါတယ်ကိုလုံးဝမလို့မြောက်နိုင်ပါဘူးဆိုတော့ဖခင်က2017မှာလမ်းဖွင့်ပေးပါတယ်လမ်းဖွင့်ပေးလဲဆိုတော့အမှအရလေးဆက်စားရှောင်းဖို့ဖခင်ကလမ်းဖွင့်ပေးခဲ့ပါတယ်ဆိုတော့ဗမာပြည်သွားပြီးတော့2017မှာစားရှောင်ခဲ့ပါတယ်စားရှောင်တဲ့ချိန်မှာစားရှောင်ပြီးတော့ရလေးဆက်စားရှောင်ပြီးတော့စွပြုတ်စားတဲ့နေ့3ရက်နေ့မြောက်မှာပေါ့နော်တန်ရှင်တော်ဝိညာဉ်တော်ကအလုပ်လုပ်လာပါတယ်ဆိုတော့အဲ့ဒါဘလို့အလုပ်လုပ်လာလဲဆိုတော့အချိန်မှာကိုကြည့်ရှုပြီးတဲ့အရန်ချစ်စရာကောင်းတဲ့ဆရာမအင်ဂျင်နဲ့စကားပြောနေတဲ့အချိန်မှာဖြစ်ပါတယ်သူ့ကိုရင်ဖွင့်တဲ့ချိန်ပေါ့နော်ကိုရင်မိသားစုကြောင်းပြောတဲ့ချိန်မှာပဲတန်ရှင်တော်ဝိညာဉ်တော်အလုပ်လုပ်လာခဲ့တာဖြစ်တယ်ဆိုတော့သူဘာပြောခဲ့လဲဆိုတော့သမီးဟာပေါ့နော်ငယ်ကလေးက
အမေရဲ့မြတ်တာကိုအမြဲတမ်းဆောင်ရွက်ခဲ့တဲ့သူဖြစ်တယ်မိဘမြတ်တာကိုပေါ့နော်အယမ်းပဲဆောင်ရွက်ခဲ့တဲ့သူအမေရဲ့မြတ်တာကိုလိုချင်ခဲ့တဲ့သူဖြစ်တယ်ဆိုပြီးအဲ့လိုပြောတဲ့ခါမှာပဲအသက်ရှင်တဲ့ဝိညာဉ်တော်ကကိုယ့်ရဲ့ပုံမှာတက်ရောက်ခဲ့တဲ့အကောင်းပေါ်ကနေအရင်ပူပြီးတော့ပါဇက်တွေရှားတွေပေါ့နော်လက်တွေခြေထောက်တွေအကုန်လုံးပူပြီးတော့မှတကူလုံးအကုန်လုံးပူခဲ့တယ်အဲ့ဒီပူတာမီးလောင်လို့ပူတာမဟုတ်ပေါ့နော်အဲ့ပူတာအယမ်းပဲခံစားလို့ကောင်းတယ်ပေါ့နော်တကူလုံးပူရရှားတွေပူပြီးတော့မှလုံးဝစကားလည်းမပြောနိုင်တော့ဘူးပေါ့နော်ရှားပူပြီးတော့မှအာသာထောင်းတွေပေါ့နော်အာသာထောင်းတွေကြီးပဲထွက်လာတယ်ဆိုတော့ကိုကထိုင်နေတဲ့ချိန်ဖြစ်တယ်ဆိုတော့ထိုင်လည်းမထိုင်နိုင်တော့မှကျမ်းပြင်ပေါ်မှာပဲအကုန်လူးလဲပြီးတော့အဲ့လိုမျိုးဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာကျမ်းပိုင်မှာဖျားပြောလို့ပေါ့နော်I will pour my spirit လို့ပြောတဲ့အတိုင်းပဲဖျားခင်သူရဲ့တန်ရှင်တဲ့ဝိညာဉ်ကိုယ့်အပေါ်မှာpour ခဲ့တယ်ပေါ့နော်ကိုယ့်အပေါ်မှာတက်ရောက်ခဲ့တယ်ဆိုတော့အမှတန်ရှင်တဲ့ဝိညာဉ်စပြီးတော့လုပ်ပါတယ်ကိုယ့်ရဲ့ထဲမှာအလုပ်ပါတယ်ဘယ်လိုလုပ်လဲဆိုတော့ကိုယ့်ရဲ့ခြေနေရပေါ့နော်တကယ်ကလေးလေးလိုဖြစ်သွားတယ်ပေါ့နော်ကလေးလေးလိုအရင်ဖြစ်တယ်ပြီးတော့ teenage ဖြစ်တယ်ပြီးတော့အဲ့ဒီတော့အရွယ်ပေါ့နော်အဲ့တော့25နှစ်ပေါ့နော်အဲ့25နှစ်အရွယ်ထိပေါ့နော်ဘယ်လိုမျိုးဖျားခင်ကတစင်းပြီးတစင်းပေါ့နော်ဖျားခင်က operation လုပ်ခဲ့လို့ပြောမလားဆိုတော့ငယ်ကလေးကမရခဲ့တဲ့နှွေးထွေးမှုမြစ်တာတွေ baby အရွယ်ကလေးကနေပေါ့နော်မရခဲ့တဲ့နှွေးထွေးမှုတွေမြစ်တာတွေကိုပေါ့နော်ဆရာမအင်ဂျင်အသုံးပြုခြင်းအဖြစ်ပေါ့နော်ဖျားခင်ကသူ့ရဲ့မြစ်တာသူ့ရဲ့နှွေးထွေးမှုတွေပေးခဲ့ပါတယ်ဆိုတော့အဲ့ဒီကနေပေါ့နော်ဖျားခင်ကကိုယ့်ရဲ့နှလုံးသားထဲမှာရှိတဲ့အနာတွေကိုယ့်ရဲ့နှလုံးသားထဲမှာရှိတဲ့ဘယ်လိုပြောမလဲကိုမရခဲ့တဲ့မြစ်တာနှွေးထွေးမှုတွေအားလုံးဖျားခင်ကပေးခဲ့ပါတယ်ကိုယ့်ရဲ့အနာတွေအားလုံးလည်းဖျားခင်ကဘယ်လိုပြောမလဲကုသပေးခဲ့ပါတယ်ဆိုတော့ဆရာမအင်ဂျင်ကိုလည်းဘယ်လိုမြင်လဲဆိုတော့တခါလေကိုယ့်ရဲ့အမေလိုမြင်တယ်ဒီဟာအမေပေါ့နော်ကိုယ့်ရဲ့အမေလိုမြင်တယ်တခါလေအမလိုမြင်တယ်အမကြီးဆုံးပေါ့နော်ဆိုတော့သူတခါလေအမေလို့ခေါ်လိုက်သူအမလို့ခေါ်လိုက်ပေါ့နော်အဲ့လိုမျိုးအမြဲတမ်းပြောင်းနေပြီးတော့ကိုလှုပ်တဲ့ຢာတွေလည်းကိုလုံးဝ control မရှိတော့ဘာလို့ဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ကိုရဲ့ထဲမှာလှုပ်တယ်ဆိုတော့ပေါ့နော်ဒီလက်ကြောတွေအားလုံးလည်း electric လိုပဲကိုလုံးဝမ control နိုင်တော့တန်ရှင်တော်ဝိညာဉ်တော်အဲ့လိုပဲအလုံးလုပ်ခဲ့တယ်ပေါ့နော်ဆိုတော့ဆရာမအင်ဂျင်အဖြစ်လဲလွတ်မြောက်ခြင်းနေဖျားကသူ့အသုံးပြုတော့လွတ်မြောက်ခြင်းနေအရန်ပဲရခဲ့ပါတယ်အဲ့ဒီကနေစပြီးတော့ဖျားခင်ကအဲ့ဒီချိန်မှာဘာပြောသေးလဲဆိုတော့ငါသမီးပေါ့နော်ဘာလို့စစ်မှန်သောမေတ္တာကိုဘာလို့ငါစီမှာလာမရှာတာလဲတဲ့စစ်မှန်သောမေတ္တာငါစီမှာပဲရှိတယ်လေတဲ့နော်ဘာလို့လူတွေစီမှာသွားရှာတာလဲပြီးတော့ဖျားခင်ပြောသေးတာပါလဲဆိုတော့နင်းရဖေးငါပဲဆိုပြီးတော့ဖျားခင်ပြောတယ် I am your father I am your real father နင်းရဖေးရင်နင်းရမိဘအရင်ကငါပဲလေတဲ့ဘာလို့ငါစီမှာမေတ္တာလာမရှာတာလဲဆိုတော့ဖျားခင်ကနှလုံးသားထဲမှာစကားလာပြောပါတယ်ဆိုတော့အဲ့ဒီအချိန်ကနေစပြီးတော့အိုးကိုရောလို့ခွန်လို့ပေးပါလို့နော်ကိုရောစီမှာမလာပဲနဲ့လူတွေစီမှာကိုရင်မိခင်စီမှာမေတ္တာသွားရှာခဲ့တယ်ဒါပေမဲ့မရခဲ့ပါဘူးဆိုတော့အဲ့ဒီအချိန်ကနေစပြီးတော့ဖျားခင်ကကိုရဲ့စိတ်နှလုံးပေါ့နော်နှလုံးသားကိုရဲ့အထဲပိုင်းကိုအရင်လွတ်မြောက်စေခဲ့ပါတယ်ဆိုတော့ဘာဖြစ်လာလဲဆိုတော့ဆောင်းရှောင်းပြီးတဲ့နောက်မှာပေါ့နော်ဖျားခင်ကလွတ်မြောက်ခိုင်းတဲ့deliverance ပေါ့နော်ပြီးနောက်မှာနော်ဝေကိုပြန်လာတဲ့အခါမှာအမေကိုပေါ့နော်အမေကိုချစ်တယ်လို့ပြောနိုင်ခဲ့တယ်အမေကိုလည်းအားရပါရဖတ်နိုင်ခဲ့တယ်ဆိုဒီຢာတွေအားလုံးဟာကိုယ်အရင်တော့လုံးဝမလုပ်နိုင်ခဲ့တဲ့ຢာတွေဖြစ်ပါတယ်ဆိုဘာလို့လဲဆိုတော့အဲမှာအမေပေါ်မှာမုန်းတီးတဲ့စိတ်တွေပဲရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့ဆာရှောင်းအရက်40ဆာရှောင်းပြီးတဲ့နောက်မှာဖျားခင်ကကိုယ့်ရဲ့အမေပေါ်မှာပေါ့နော်မေတ္တာပေးနိုင်အောင်ပေါ့နော်ဖျားခင်ကကိုညီမစားပေးခဲ့တယ်သူရဲ့တန်ရှင်တော်ဝိညာဉ်တော်အားဖြင့်ပေါ့နော်ကိုညီမစားပေးခဲ့တာဖြစ်ပါတယ်ဆိုတော့ဖျားခင်ကရက်40ဆာရှောင်းပြီးတဲ့ဆာရှောင်းတဲ့ချိန်မှာဖျားခင်ကပါပြောင်းလဲမှုတွေလုပ်ပေးခဲ့လဲဆိုတော့ပြင်ပပြောင်းလဲမှုမဟုတ်ဘဲနဲ့ပေါ့နော်အထဲပိုင်းကနေဖျားခင်အရင်ပြောင်းလဲပေးခဲ့ပါတယ်အဲ့ဒါဘာလဲဆိုတော့ကိုယ့်ရဲ့အမေပေါ်မှာမြင်ခဲ့တဲ့အမြင်ကိုပေါ့နော်ဖျားခင်ပြောင်းလဲပေးခဲ့ပါတယ်အရင်ကဆိုလို့ရှိရင်အမေကိုမကောင်းnegative
perspective နဲ့ပေါ့နော်အမြဲတမ်းမြင်ခဲ့တယ်အမေကိုတွေ့တယ်ဆိုရင်အမြဲတမ်းသူ့ရဲ့အဖြစ်တွေသူ့ရဲ့မပြည့်စုံခြင်းတွေကိုပဲမြင်ခဲ့ပါတယ်ဆိုတော့စာရှောင်ပြီးတဲ့နောက်မှာအမေမိခင်ရဲ့ကောင်းချက်တွေပေါ့နော်အမေရဲ့ကောင်းချက်တွေသူ့ရဲ့ good sides တွေကိုပေါ့နော်ဖျားခင်ကအများကြီးမြင်ခွင့်နဲ့ပြီးပါတယ်ပြီးတော့အမေနဲ့လည်း conversation ပေါ့နော်တကယ်conversation စကားပြောနိုင်အောင်ပေါ့နော်အမေနဲ့တူတူစကားပြောနိုင်အောင်လည်းဖျားခင်ကကိုညီမစားပေးခဲ့တယ်အဲ့လိုမျိုးတဲ့အရင်တော့လုံးဝမလုပ်နိုင်ခဲ့ပါဘူးเนาะအမေနဲ့ဆိုလုံးဝတူတူစကားပြောလို့မရဘူးเนาะအမေနဲ့လည်းစကားလုံးဝမပြောချင်တော့လို့မျိုးဒါမဲ့စာရှောင်ပြီးတဲ့နောက်မှာဖျားခင်ကအဲ့လိုမျိုး conversation အမေနဲ့ရှိတဲ့အခါမှာအမေကသူ့ရဲ့ဘဝအကြောင်းတွေပြောလာတဲ့အခါမှာအမေပေါ်မှာအများကြီးနားလည်မှုဖျားခင်ကပေးတယ်ပြီးတော့အမေပေါ်မှာလည်းခံစားပေးတဲ့စိတ်ပေါ့နော် empathy စိတ်တွေအများကြီးဖျားခင်ကပေးတယ်သူတတ်နိုင်လောက်သူရဲ့သားသမီးတွေသူချစ်ရှာတာပဲသူတတ်နိုင်တော့သူရဲ့သားသမီးတွေသူအယက်မဲ့ပေးဆက်ခဲ့တာပဲအယက်မဲ့ဒုက္ခခံခဲ့တာပဲဆိုတော့ဖျားခင်ကနားလည်မှုကိုပေးလာပါတယ်ဆိုတော့အမေလည်းအဲ့တော့ဗမာပြည်မှာတယောက်တည်းစင်းရနွမ်းပါတဲ့ချိန်မှာကိုယောက်ျားမရှိဘဲနဲ့ပေါ့နော်မောင်နှမ9ယောက်စလုံးသားသမီး9ယောက်စလုံးအမေကကြီးရှုခဲ့တာဖြစ်တယ်အဲ့ဒီအရာတွေအားလုံးကိုဖျားခင်ကမြင်စေတယ်ပေါ့နော်အမေကသူတတ်နိုင်တဲ့လောက်ကိုယ့်ကိုချစ်ခဲ့တာပဲသူတတ်နိုင်တဲ့လောက်ပေါ့နော်သူလည်းကြိုးစားခဲ့တာပဲဆိုတော့ပေါ့နော်ဖျားခင်ကမြင်ခွင့်ပေးပါတယ်အမြင်တွေကိုလည်းပြောင်းပေးပါတယ်ဆိုတော့ဖျားခင်ကအထဲပိုင်းကိုအရင်ပြောင်းလဲစေပါတယ်ဆိုတော့အထဲပိုင်းပြောင်းပြီးမှအမေပေါ်မှာအရင်အမြင်တွေပြောင်းပြီးမှเนาะအမေပေါ်မှာထားတဲ့မုန်းတီးစိတ်တွေအကုန်လုံးဖျားခင်ကယူပေးပြီးမှအမေကိုပြန်ပြီးတော့ချစ်လာနိုင်ခဲ့ပါတယ်ဆိုတော့ဒီအရာအရင်တော့ဆိုလုံးဝကိုအတွက်မဖြစ်နိုင်ဘူးအမေကိုချစ်ဖို့အမေကိုခွင့်လို့ဖို့ဆိုတာလုံးဝမလုပ်နိုင်ခဲ့တဲ့အရာဖြစ်တယ်ကိုယ့်ရဲ့ခွန်အားနဲ့စူးစမ်းပြီးတော့နှစ်ပေါင်းများစွာပေါ့နော်စူးစမ်းပြီးတော့ချစ်ခဲ့တယ်ဒါပေမဲ့လုံးဝမလုပ်နိုင်ခဲ့တဲ့အရာကို impossible ဖြစ်တဲ့အရာကိုဖျားခင်က possible ဖြစ်အောင်ဒီရက်40ဆောက်ရှောင်းခြင်းအဖြစ်ဖျားခင်ကကိုယ့်ရဲ့တတမှာပေါ့နော်တည်ပေးခဲ့ပါတယ်ဆိုတော့နေ့ချိန်မှာဒီတတိခံချက်ကိုကြည့်တဲ့လူတိုင်းကိုလည်းခေါ်အားပေးချင်ပါတယ်ဒီချိန်မှာတင်းရဲ့တတမှာတင်းရဲ့ခွန်အားအဖြစ်ပေါ့နော်တင်းရဲ့တတမှာမဖြစ်နိုင်ဘူးငါမလုံနိုင်ဘူးငါရဲ့ခွန်အားအဖြစ်ငါမလုံနိုင်ဘူးလို့တတမှာခံစားတဲ့အရာတွေရှိတယ်ဆိုလို့ရှိရင်ဆာရှောင်းခြင်းအဖြစ်ဆူတောင်းခြင်းအဖြစ်နော်ဒီအရာတွေကယေရှုပြောပြီးသားပါဆာရှောင်းခြင်းအဖြစ်ဆူတောင်းခြင်းအဖြစ်ကိုဘဝမှာမဖြစ်နိုင်ဘူးလို့ပြောတဲ့အရာတွေကဖြစ်လာနိုင်လိမ့်မယ်လို့ဖျားခင်ကဂရုပေးပြီးသားဖြစ်ပါတယ်ဆိုတော့ကိုယ့်ရဲ့တတမှာငါရဲ့ခွန်အားပြင်ငါမလုံနိုင်ဘူးဒါမှမဟုတ်ပေါ့နော်ကိုယ့်ရဲ့ဘဝကိုရှုံးပေးခြင်းနဲ့နော်ကိုယ့်ရဲ့ဘဝကိုကိုယ့်ရဲ့ဘဝမှာပေါ့နော် solution မရှိကိုယ့်ရဲ့ problem တွေပြဿနာတွေအတွက် solution မရှာနိုင်တော့ဘူးကိုယ့်ရဲ့ဘဝကိုရှုံးပေးခြင်းနဲ့ဆိုလို့ရှိရင်ဒီနေ့ပြောချင်ပါတယ်အရှုံးမပေးပါနဲ့လက်မလျှော့ပါနဲ့ဖျားခင်ထံမှာဆူတောင်းခြင်းအဖြစ်ဆာရှောင်းခြင်းအဖြစ်ဖျားခင်ကိုရှာပါဖျားခင်ရဲ့မျက်နှာတော်ကိုရှာပါအဲ့လိုလုပ်တယ်ဆိုလို့ရှိရင်ဖျားခင်တင်ကိုစကားပြောပါလိမ့်မယ်တင်းရဲ့အသက်တာကိုပြောင်းလဲပေးပါလိမ့်မယ်တင်းရဲ့အမြင်တွေကိုပြောင်းလဲပေးပါလိမ့်မယ်ဆိုတော့တင်းရဲ့အသက်တာမှာမဖြစ်နိုင်ဘူးလို့ပြောခဲ့တဲ့ຢာတွေကတင်းရဲ့အသက်တာမှာပဲတင်းကိုယ်တိုင်ဖြစ်နိုင်ကြောင်းကိုဖျားခင်အသက်တည်ထူပြီးမှဖြစ်ပါတယ်ဆိုတော့ကျမအသက်တာမှာလည်းခံပြီးသားဖြစ်တယ်တွေ့ပြီးသားဖြစ်တဲ့အရာကိုဒီနေ့ချိန်မှာ share ချင်တာဖြစ်ပါတယ်ဆိုတော့အရှုံးမပေးပါနဲ့ဖျားခင်ကိုယေရှုပြောတဲ့အတိုင်းပေါ့နော်ဘဝမှာမဖြစ်နိုင်ဘူးလို့ထင်တဲ့ຢာတွေကိုယ့်ရဲ့ခွန်အားအဖြစ်မလုံနိုင်တဲ့ຢာတွေအားလုံးအစာရှောင်ခြင်းနဲ့ဆူတောင်းခြင်းအဖြစ်ဖြစ်နိုင်တယ်လို့ယေရှုကပြောပြီးသားဖြစ်ပါတယ်ဆိုတော့ဖျားခင်ကဘယ်တော့မှလိန်တဲ့ဖျားမဟုတ်ပါဘူးเนาะသူရဲ့စကားမှာလိန်တဲ့စကားတစ်ခုမှမပါပါဘူးဆိုတော့ယေရှုကပြောပြီးသားစကားမှန်တဲ့အရာတွေဖြစ်ပါတယ်ဆိုတော့ကိုယ့်ရဲ့တတ္တာမှာလည်းခံစားပြီးသားကိုယ့်ရဲ့တတ္တာမှာလည်းတွေ့ပြီးသားအရာဖြစ်ပါတယ်ဆိုရင်ချင်းမှာခွန်အားပေးချင်ပါတယ်တင်ရင်ဘဝတင်အရန်ပဲစိတ်တကြနေပြီလားတင်ရင်ဘဝတင်အရန်ပဲအရှုံးပေးချင်နေပြီလားเนาะတင်ရင်ဘဝမှာမဖြစ်နိုင်တဲ့အရာတွေများလုံးလို့ပေါ့နော်ပင်ပန်းနေပြီလားအရှုံးပေးချင်နေပြီလားအရှုံးမပေးပါနဲ့ဖျားခင်ထံမှာအစာရှောင်ခြင်းအဖြစ်ဆူတောင်းခြင်းအဖြစ်ဖျားခင်မျက်နှာတော်ကိုရှာပါအဲ့လိုလုပ်မယ်ဆိုလို့ရှိရင်တင်ရဲ့တတ္တာမှာကျွန်မကြုံခဲ့တဲ့အတိုင်းပဲတင်မဖြစ်နိုင်ဘူးလို့ပြောတဲ့ຢာတွေဖြစ်လာနိုင်လိမ့်မယ်တင်ရဲ့ဘဝမှာဖြစ်လာမှာပေါ့တင်ကိုယ်တိုင်တတိနဲ့တွေ့မှာဖြစ်ပါတယ်ဆိုတာလေးကို
ခွန်အားပေးချင်ပါတယ်အားလုံးပဲဖျားရှင်ကောင်းချီးပေးပါစေ